အမှဒီနေ့ဒီတေးရွက်လုံးကြီးနှစ်ပုံပေါ့နော်ဒီနှစ်မျိုးကိုပညာဒါနပေးတော်မှာဖြစ်ပါတယ်ဒီတေးရွက်လုံးကြီးနှစ်ခုပါဒါလေးလုပ်ဖို့ဆိုလို့ရှိရင်အမတို့အတိုင်းပေါ့နော်ဒီဘက်ကတေးရွက်တစ်ရွက်ထဲကိုအတိုင်းကိုအမတို့နှစ်လက်မခွဲဖြတ်ပါမယ်နှစ်လက်မခွဲဖြတ်ပါမယ်ဒီဘက်ကအရွက်အသေးလေးတော့ပေါ့နော်ဒီဘက်ဟိုဘက်ကအရွက်အကြီးအတွက်ကြတော့အမတို့ငါးလက်မဖြတ်ပါမယ်ငါးလက်မဖြတ်ပါမယ်ပြီးသွားလို့ရှိရင်အမတို့ဒီအရွက်လေးစားလုပ်မယ်ပေါ့နော်ဒီအရွက်လေးစားလုပ်ဖို့ဆိုဒီအလှဘက်ကိုပေါ့နော်အလှဘက်ကိုချိုးမှာပါအလှဘက်ကိုချိုးချလိုက်မယ်အလှဘက်ချိုးချပြီးလို့ရှိရင်အမတို့3ပုံပုံ2ပုံစာညှက်ထုတ်ပြင်မယ်ပေါ့နော်3ပုံပုံ2ပုံစာညှက်ထုတ်ပြပါမယ်ဝက်ဝက်ကလေးညှက်ထုတ်ပြပါမယ်ဝက်ကလေးညှက်ထုတ်ပြီးသွားတဲ့အခါကျလို့ရှိရင်အမတို့ဒီဇာကနာနဲ့သူ့ကိုထိမ့်မယ်ပေါ့နော်ဇာကနာနဲ့ထိမ့်ကင်ပြီးတော့မီးလေးတို့ပါမယ်ဒီအလဲချောင်းလေးကိုဇာကနာလေးနဲ့ထိမ့်ကင်ပြီးတော့မီးလေးကိုအရင်မပြင်းဘူးပေါ့နော်အရင်ပြင်းရင်ပြဲထွက်သွားတဲ့အတွက်ကြောင့်အရင်မပူမပြင်းလေးတို့ပါမယ်အဲကြရင်အမတို့ဒီအလဲချောင်းပေါ့နော်တရွက်ကအလဲယူချောင်းပေါ်သွားပါပြီအခါကျရင်အမတို့ဒီဘက်ဘီးနားလေးတွေကိုမီးလေးနဲ့တို့မယ်ပြီးရင်ဒီလိုပေါ့နော်လက်နှစ်ဖက်ကိုညှက်ပြီးတော့တွန့်သွားပေးပါမယ်အနားတွန်လေးလောက်တာပေါ့နော်အနားတွန်လေးလောက်ပါမယ်လက်နှစ်ဖက်ကိုပေါ့နော်ဟိုဘက်ဒီဘက်ကိုလိန်ပြီးတော့အလိန်ပုံစံလေးလှုပ်သွားတာပါအလိန်ပုံစံလေးလှုပ်သွားပါမယ်ဒါဆိုရင်အမတို့ဒီတရွက်လေးရပြီပေါ့နော်တရွက်ပြီးနားတွန်လေးရပြီဒါဆိုရင်အလဲမှာအရာလေးတွေထည့်ဖို့တော့ပေါ့နော်အမတို့ဒီမှာဆောင်းလေးဒီလိုခောက်လိုက်မယ်ပြီးဒီဘက်လေးကိုမီးမပူမပြင်းလေးပေါ့တို့မယ်ပေါ့နော်အရင်မီးပြင်းလို့မရပါဘူးနည်းနည်းလေးတူတာနဲ့ရပါပြီသူကအရာလေးပေါ်ရုံလေးပဲဆိုတော့လေဒီလိုအရာလေးပေါ်သွားပြီဆိုရင်ဒီဘက်ကိုလည်းညီလေးပေါ့နော်ဟိုဘက်ဒီဘက်ညီလေးဆောင်းလေးတွေတို့ပါမယ်ဒါဆိုရင်ဒါအမတို့အရာလေးပေါ်သွားပြီပေါ့နော်အခါကျရင်အမတို့ဒီအောက်ဖက်အစုံနာကိုကြတော့ဇာကနာလေးနဲ့ထိန်းခိုင်ပြီးတော့ညှက်ထုတ်ပြလိုက်ပါမယ်ပိုနေရဲ့အစာလေးကိုညှက်ထုတ်ပေးပါမယ်ပိုနေရဲ့အစာလေးကိုညှက်ထုတ်ပြီးတော့အမတို့မီးလေးတိုးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒါအရွက်လေးပေါ့နော်အနားတွန်အရွက်လေးရသွားပါပြီတရွက်စိမ့်လေးရသွားပါပြီအမတို့ဒီတင်နောက်တစ်ပုံပေါ့နော်ဒီတရွက်အချုံပုံစံလေးလုပ်ဖို့ဆိုရင်အမတို့ကဖြတ်ထားတဲ့ငါးလက်မအစာကိုယူမယ်အလှဘက်ချင်းချိုးချမှာပါဒီမလှဘက်ကိုကြတော့ဇာကနာလေးနဲ့ရာထားပြီးတော့ဒီဘက်ဘေးဆောင်းလေးကနေညှက်ပြီးတော့ထုတ်လိုက်ပါမယ်ပြီးတော့အခါကျရင်အမတို့အနားလေးကိုမီးတိုမယ်ပေါ့နော်ဒီအားလေးကိုじゃနည်းနည်းပြင်းလေးတိုပေးပါကွာမသွားအောင်နည်းနည်းပြင်းလေးတိုပေးပါကွာသွားတဲ့အခါကျရင်လည်းပြန်ပြီးတော့မီးလေးပြန်တိုပေးပါပေါ့နော်ဒါဆိုဒီလိုလေးဆွဲလိုက်ပြီးအမတို့ဒါကတ်သွားပြီပေါ့နော်ကတ်သွားတဲ့အတွက်ကြောင့်ဒီထိတ်လေးကနည်းနည်းလေးအီရာလေးတော့ဖြစ်သွားပါတယ်ဒီအောက်ဖက်လေးသူ့ကိုလည်းဒီအောက်ဖက်အနားလေးပေါ့နော်ချွန်းလေးပိုနေရာလေးကိုညှက်ထုတ်ပေးပါမယ်ပြီးတော့ရင်ဇာကနာလေးနဲ့ပူးပြီးတော့မီးတိုးလိုက်ပါမယ်မီးတိုးလိုက်ပါမယ်ဒါဆိုရရပေါ့နော်ဒါဆိုရင်ဒီအချုံဒီထိန်သားလေးကနည်းနည်းလေးအီရာဖြစ်နေလို့ပြန်လောက်တာပါဒါဆိုရင်ဒါတရွက်အချွန်တရွက်ပုံစံလေးရသွားပါပြီပေါ့နော်ဒီအချွန်တရွက်လေးရောဒီအနားတွန်းတရွက်လေးရောနှစ်ခုလုံးအသုံးဝင်ပါတယ်နော်